ကိုရခိုင်တုံလေးတက်ပြမှာဖြစ်ပါတယ်ပထမအောင်ဆုံးတက်သားလေးကိုပြုတ်ထားလိုက်ပါမယ်တက်သားလေးပြုတ်ထားပြီးတော့ဆိုရှင်တက်သားလေးကိုပြုတ်လာပြီးလို့ရှင်တက်သားလေးကိုခွက်လေးပကံလေးတွေထည့်ထားလိုက်ပါမယ်တက်သားလေးတက်လို့ရှင်တက်သားပြုတ်ရည်လေးနဲ့ပဲဘူးလေးဟာလေးကိုထည့်ပြီးတော့အချုံမုတ်ကြီးစားရည်ကိုထည့်ပြီးတော့တက်တော့လေးဟင်းရည်ကိုထည့်ထားလိုက်ပါမယ်အဲဆိုရင်တော့တက်သားသုံးနဲ့တက်သားလေးရမယ်ဟင်းရည်တစ်ခွက်ပြီးတော့ရရှိပေါ့နော်တက်သားလေးကိုပြုတ်ထားပြီးလို့ရှိရင်အနာဆုလာပြီးလို့ရှိရင်ဘူးလေးနူအောင်ထားလိုက်ပါမယ်တက်သားလေးကိုအေးခဏခဏပြီးတော့အယိုးလေးအသားလေးနှွှဲထားလိုက်ပါမယ်ပြီးရင်အတုတ်ပုတ်တခွားလေးတွေလိပြီးပြင်ဆင်ထားပါမယ်တခွားလေးတွေရပြီဆိုလို့ရှိရင်ပကံလေးထဲမှာထည့်ထားပြီးတော့တက်တုံလေးကိုပြီးပါမယ်ဒီနေရာမှာတခွားလေးမသုံးမဲ့နဲ့ခရမ်းကြီးသုံးမဲ့သူတွေရပါတယ်ညခရမ်းကြီးဒီအိမ်မှာပုံနေမတက်တဲ့ရှိရတခွားလေးတွေပဲသုံးရပေးထားပါတယ်နော်အရင်ဆုံးတက်တုံဖြူလေးရမျိုးတင်းတဲ့လေးကိုအိုးကင်းလိုက်ပြီးတော့ပုံဖြောက်ပေးထားလိုက်ပါမယ်တက်တုံလေးရဲ့ဘိုင်းမနာဘူးဖြောက်ပေးထားလိုက်ပါရင်ငပိလေးနဲ့ဒီရင်နဲ့ငပိဖြစ်တဲ့အတွက်နိုင်ရည်ဖြောက်ပေးထားလိုက်ပါတက်တုံဖြူလေးကိုညက်နေအောင်ထားပြီးတော့တက်သားသုံးဖို့တဲ့အရင်လေးပြင်ဆင်ပါမယ်တက်သားလေးထည့်ပါမယ်ငပိတွေတခွားသီးတွေလိုအပ်တဲ့စာပလာတွေအကုန်လုံးထည့်လိုက်ပါမယ်ထည့်ပြီးတန်းညာသီးလေးဒီနေရာမှာ2စိတ်လောက်လေးညှစ်ပေးလိုက်ပါမယ်အချင်းလို့ရှိရင်ထပ်ပြီးတော့ညှစ်လို့ရပါတယ်နော်အားရဖြစ်လို့ရှိရင်မြုပ်သီးတက်မုတ်လေးထည့်မယ်ချုံမုတ်ထည့်မယ်ငန်းညာရီထည့်မယ်ပြီးတော့လိုအပ်ပစာလေးထည့်ပြီးတော့မှရတဲ့ရှိအောင်နှံ့ပေးလိုက်ပါမယ်ဒီနေရာရတဲ့လေးနေပြီးတော့ကိုကွက်တီပဲဆိုလို့ရှိရင်တော့ကိုပကံထဲမှာပြင်ဆင်ထားပြီးရောရင်းနဲ့ထားလို့ရပါပြီဒါဆိုရင်ဟိုရတာရှိရဲ့ချက်သားရက်ခိုင်တုပ်လေးဖြစ်ပါတယ်ရှင်ချစ်တို့လည်းသူလည်းထားကြည့်ကြပါဦးနော်နောက်ဗီဒီယိုတွေပဲတွေ့ပါမယ်ရှင်ဒီချက်ဗီဒီယိုလေးသဘောကျတယ်ဆိုတော့ like and follow လုပ်ဖို့လည်းမမေ့ပါနဲ့နော်